Subject matter နဲ့ wisdom ကိုကွဲဖို့လိုတယ်ပေါ့ knowledge နဲ့ wisdom ကွဲဖို့လိုတယ်ပေါ့ knowledge ဆိုတာသင်ထားလို့သိတဲ့အကြောင်းအရာတွေ knowledge လို့ခေါ်ပြီးတော့အဲ့ဒီပုံမှာလက်တွေ့လှုပ်ဆောင်ရလာလို့ experience ကြောင့်ဖြစ်ပေါ်လာတဲ့ဟာကြတော့ wisdom ပညာအဲ့ဒီတမန်ရနော်အဲ့တော့ experience ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ဟာမှာ wisdom ပညာရှိလို့ပြောရမှာအဲ့ဒီအဆင့်ထိအောင်မရောက်ဘဲနဲ့ subject matter လောက်တင်သင်ပြီးသွားလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာ knowledge တော့ရှိတယ် wisdom မရှိဘူးလို့ပြောလို့ရတယ်အကြောင်းအရာတော့သိတယ်အကြောင်းအရာတော့သိတယ်အသုံးမချနိုင်နော်သုံးမချနိုင်ဘူးဥပမာဆရာဝန်တယောက်ဆေးပညာရပ်ကိုသင်တယ်လမ်းဆောင်အောင်သင်ပြီးတော့ဆေးပညာတို့ဆေးကုစားခြင်းမရှိဘူးဆိုရင်အဲ့ဒီဆရာဝန် knowledge တော့ရှိတယ် wisdom မရှိလို့ရှိရင်သူ့ရဲ့ဆေးပညာအစမ်းထွက်မှာမဟုတ်ဘူးပေါ့နော်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အခုတက္ကသိုလ်တွေကောလိပ်တွေသင်နေတဲ့အရာတွေဒီအလုံးဟာ subject matter တွေကြီးပဲသို့တော့ပညာဆိုတဲ့ခေါင်းစည်းအောက်မှာရှိတယ်အလုံးဟာဒီကနေ့ခေတ်စကားလုံးလေးတွေထွင်ထားတာတော့လှပါရူပဗေဒတဲ့ဓာတုဗေဒတဲ့ education ကြတော့ပညာဗေဒလို့မသုံးဘူးလားမသိဘူးနော်ရူပဗေဒဓာတုဗေဒအာယုဗေဒဝေဒဆိုတဲ့စကားလုံးကလာဝေဒဆိုတာအသိပညာပါဠိစာပေမှာဝေဒဆိုတာအသိပညာကိုပြောတာတော့အိန္ဒိယနိုင်ငံလို့နဲ့ပြောတဲ့ခါကျတော့ဗေဒဖြစ်သွားတယ်ဝေဒကဗေဒလို့ဖြစ်သွားတယ်ဝဘလိစတယ်ဝေဒဗေဒဘာကုန်းနဲ့ဗေဒကကွက်ပြားခြင်းစိတ်ဖြာခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ဘာတချိုက်နဲ့ဗေဒကအသိပညာလို့အဓိပ္ပာယ်ရတယ်အဲ့တော့ရူပဗေဒကိုဘာကုန်းနဲ့သွားရွေးလို့ရှင်ရုပ်တွေကိုခွဲခြားစိတ်ဖြာခြင်းဆိုဖြစ်သွားဓာတုဗေဒကိုဘာကုန်းနဲ့သွားရင်ဓာတ်တွေကိုခွဲခြားစိတ်ဖြာခြင်းဆိုဖြစ်သွားဘာတချိုက်နဲ့ရေးမှဗေဒဆိုတာအသိပညာရက်ဆိုတာဖော်ပြတာဖြစ်တယ်ပေါ့နော်အဲ့ဒါလို့ခွဲခြားစိတ်ဖြာခြင်းနဲ့သိခြင်းဆိုတဲ့အသိပညာရက်တွေဟာပညာရက်တွေရဲ့နေပယ်ဟာဒီကနေ့ခေတ်အလွန်ကိုများတယ်မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ပညာရက်နေပယ်တွေအလွန်များလို့မြတ်စွာဘုရားကျတော့ဒီနေပယ်တွေအလုံးကိုသိခြင်းနဲ့ဆိုလို့ရှိရင်တခဏအတွင်းမှာအလုံးသိနိုင်တယ်ဘာကြောင့်သိနိုင်လို့ဆိုရင်ထက်မြက်တဲ့အသိပညာတစ်ခုပေါ့အကြီးအချင်းကြောင့်သိတာရှာဝတကံညေယံတာဝတကံညာနံခွဲခြားရမှာပါတော့ဆိုရင်ညေယနဲ့ညာနနှစ်ခုရှိတယ်ညေယဆိုတာသိစရာညာနဆိုတာသိတယ်ညာညေယနဲ့ညာနရှာဝတကံညေယံတာဝတကံညာနသိစရာတွေရှိသလောက်အသိဉာဏ်လိုက်တယ်ဘုန်းကြီးတို့တွေကြတော့အသိဉာဏ်ရှိသလားသိစရာတွေရှိသလားအသိဉာဏ်ကမလိုက်နိုင်ဘူး။နေပဲအလုံးကိုမသိနိုင်။ကိုလေးလာတဲ့ပညာရလောက်ပဲကိုသိတာဖြစ်တယ်။မသိတာတွေကများတယ်။မြတ်စွာဘုရားနဲ့ပတ်သက်တဲ့အခါကျတော့ရှာဝတကံညေယံတဝတကံညာနာအပြန်အလှန်ရှာဝတကံညာနာတဝတကံညေယံဉာဏ်ရှိသလောက်လဲသိစရာတွေကကျဲတယ်သိစရာတွေရှိသလောက်လဲဉာဏ်ကရှိတယ်ဆိုအဲ့ဒီနဲ့ကိုအသိဉာဏ်နဲ့ဉာဏ်သည်ဆိုင်ပိုင်ဆိုင်အလုံးတူညီတဲ့အနေအထားပေါ်မှာသွားနေကြတယ်အဲ့တော့လောကမှာသိစရာဆိုတဲ့ညေရတွေကအလွန်များပြီးတော့သိနိုင်တဲ့ဉာဏ်ကအားနည်းနေကြတယ်ဒါကြောင့်မို့လို့ဖြည့်ဆွက်ပြီးတော့သင်ကြားပေးနေရတယ်လို့သူတို့ဆိုလို့တယ်ပေါ့အဲ့တော့အတူချုပ်ကပြောရမယ်ဆိုရင်လူတွေရဲ့မျက်နှာပဲကောင်းဆုံးသောအရာမျက်နှာစရာကောင်းတဲ့အရာနှစ်ခုဟာကိုကျင့်သီလနဲ့အသိပညာပဲဖြစ်တယ်
ကိုကျင့်သီလရှိအောင်ကိုကျင့်သီလမရှိခြင်းရဲ့အပြစ်ကိုဆင်ခြင်ခြင်းကိုကျင့်သီလရှိခြင်းရဲ့အကျိုးကျေးဇူးကိုဆင်ခြင်သုံးသပ်ခြင်းအပြင်အသိဉာဏ်ရှိတဲ့ပညာအသိကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ကိုရယူနိုင်တယ်ကိုကျင့်တရားကောင်းမှုထိမ့်သိမ့်မှုအတွက်ကဟိရိဩတ္တပလို့ဆိုတဲ့ morality နဲ့ပတ်သက်တဲ့ရှက်ချင်းကြောက်ချင်းနဲ့ရှိဖို့လိုအပ်တယ်ဆိုတာအသိပညာရှိဖို့ရာအတွက်သိချင်တဲ့စိတ်နေသဘောထားတွေသိချင်တဲ့ဆန္ဒတွေသိအောင်ကြိုးစားတဲ့လုံလဝိရိယတွေခက်ခဲတဲ့အခါကြမ်းခိုင်တဲ့စိတ်ဓာတ်တွေနဲ့ဆင်ញင်သုံးသပ်နိုင်တဲ့ပညာစွမ်းအားတွေရှိအောင်လုပ်ရမှာဖြစ်တယ်ဆိုတာကိုနာယူမှတ်သားပြီးတော့လူသားတွေရဲ့အရေးချင်းနှစ်ရက်ပြည့်စုံအောင်တတိဆောင်ပြီးတော့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းဒုက္ခဒုက္ခရှိစေချပေးမယ်ကဲအလုံးလိုက်ဆိုကြမယ်အရှင်ဖေယဘုရားတို့သည်ကိုကျင့်သီလနှင့်အသိပညာရှားရှိစေရန်မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့်နိလန်တို့ကိုဆရာတော်ဓမ္မနာယူမှတ်သားလေ့လာကြပါကုန်၏တရဏဂုံသီလကိုဆောက်တည်ကြပါကုန်၏တတ္တဗဝတ္ထုအစွစုတို့ဖြင့်တရားတော်မြတ်ကိုပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပြုလုပ်ကြရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖို့အဖွာဆရာသမားမှစ၍ကဘာသူကဘာသားလူနာမြမတတ္တဝအများတို့အားအမြအမြဝေငါပါကုန်၏အထူးအားဖြင့်ဤစကိုင်းပညာရေးတက္ကသိုလ်ဧရိယတွင်၌ရှိကြကုန်သောနတ်အပေါင်းပုဂ္ဂိုလ်ပေါင်းတို့အားကုသိုလ်အမြဝေငါပါကုန်၏30ဘုံရှင်ဤကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်ပေကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအလုံးကြာကြာယနေ့ခန္ဓာကိုဗုဒ္ဓသာသနာစိရန်တိတ်တုသုံးညင်ရွတ်ဆိုပြီးမြောက်ကြမှာဖြစ်ပါတယ်ဗျာတို့ဖြစ်ပါ၍
ယေရှုရှင်ဆရာတော်ဘုရားကြီးနှင့်တကွာမမောင်အကျုပ်အမှုရှိသောဆရာဆရာမများကျောင်းသူကျောင်းသားများနှင့်တရားနာပြည်သက်ပေါင်းသူတော်ကောင်းတို့ခမညာဒီနေ့ကျင်းပပြုလုပ်သည့်အခမ်းအနားကိုဗုဒ္ဓသာသနာစီရန်တိတ်တု၃ကြိမ်ရွတ်ဆိုပြီးအောင်မြင်စွာပြီးမြောက်ကြမှာဖြစ်ပါတယ်ဖေဟာဘုရားသာသနာစေရန်ဒိဋ္ဌတုဘုရားသာသနာစေရန်ဒိဋ္ဌတုဘုရားသာသနာစေရန်ဒိဋ္ဌတု